အားလုံးပဲမင်္ဂလာပါ Vive မြန်မာ Channel မှာတဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လွတ်လပ်ရေးရပြီးနောက်မြန်မာနိုင်ငံရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မျှော်လင့်ချက်ဒီနေ့စတင်ခဲ့တဲ့မိုးတော်ရန်လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကပေါ့ဗျာမြန်မာပြည်ကြီးဟာနှစ်ပေါင်း100ကျော်အောင်သူတစ်ပါးလက်အောက်မှာနေခဲ့ရပြီးမှတကယ့်ကိုတန်ဖိုးရှိတဲ့လွတ်လပ်ရေးဆိုတဲ့အလင်းရောင်ကိုမြင်ကွင်းရတော့မယ့်အချိန်ပေါ့လမ်းဘေးကလက်ဖက်ရည်ဆိုင်တွေလူစီကားတဲ့ဈေးတွေမှာလူတွေဟာမျက်လုံးချင်းစုံရင်ပြုံးနေကြတယ်ငါတို့ကိုမင်ကူးချင်းနဲ့နေရတော့မယ်ဆိုတဲ့အသီးကလူတိုင်းကိုတက်ကြွနေစေခဲ့တာပေါ့အဲ့ဒီမျောလင့်ချက်တွေရဲ့အလေပဟုံမှာတော့လူငယ်ကောင်းဆိုဘိုးကျူအောင်ဆန်းရှိနေခဲ့တယ်သူဟာစစ်ဖနတ်စီအင်ဂျီအနွမ်းလီဝက်ထားပြီးပဲသူ့ရဲ့မျက်လုံးတွေကတော့တိုင်းပြည်ရဲ့အနာဂတ်အတွက်တောက်ပနေခဲ့တာဘိုးကျူကလန်ဒန်ကိုသွားပြီးအောင်ဆန်းအက်ဒလီစာချုပ်ကိုချုပ်ဆိုခဲ့တယ်ပင်လုံမှာတိုင်းရင်းသားညီကိုရီနဲ့လက်ဆွဲနှုတ်ဆက်ပြီးငါတို့အားလုံးတူတူသွားကြမယ်လို့ကတိပြုခဲ့တယ်လူတွေကလည်းဘိုးကျူရှင်နေသေး၍ငါတို့ဘာမှမကြောက်ဘူးလို့ယုံကြည်နေကြတာကျွေလွင့်သွားတဲ့ကျဲတဲ့ပွင့်ဒါပေမဲ့1949ခုနှစ်ဇူလိုင်လ19ရက်နေ့အဲ့ဒီနေ့ကမိုးအုံအုံနဲ့နေရတာတမျိုးကြီးပဲဗျာအတွေးဝင်များယုံထဲမှာဘိုးကျူတို့အစိုးရအဝင့်တွေတိုင်းပြည်အတွက်အရေးကြီးတဲ့အစည်းအဝေးတစ်ခုလုပ်နေကြတော့ပေါ့လူယုမှတစုဟာလက်နက်တွေကိုကိုင်ပြီးအခန်းထဲကိုဇွတ်အတင်းဝင်လာခဲ့ကြတယ်ဒုံဒုံဆိုတဲ့တနတ်တန်လေးနဲ့အတူမြန်မာပြည်ရဲ့အားကိုးရဆုံးကျဲတဲ့ပွင့်ဟာသွေးအိုင်းထဲမှာလဲကျသွားခဲ့ရတယ်ဘိုးကျုပ်နဲ့အတူတခြားသောအာဇနိုင်ခေါင်းဆောင်ကြီးတွေပါဆုံးရှုံးခဲ့ရတဲ့အဲ့ဒီသတင်းကတနိုင်ငံလုံးကိုတုန်လှုပ်သွားစေခဲ့တယ်တနိုင်ငံလုံးငိုကြွေးတန်နေနဲ့ဖုံးလွှမ်းသွားပြီးငါတို့လွတ်လပ်ရေးရရင်ဘသူကငါတို့ကိုရှေ့ကဥဆောင်ပါလဲဆိုတဲ့စိုးရိမ်စိတ်တွေကလူတိုင်းရဲ့ရင်ထဲမှာဝင်လာတော့လာပဲမျက်ရည်ကြားကလွတ်လပ်ရေးဘိုးကျုပ်မရှိတော့ပြီမဲ့သူချန်ထားခဲ့တဲ့လမ်းကြောင်းအတိုင်းဆက်လျှောက်ဖို့အတွက်ဦးနူကတာဝန်ယူခဲ့ရတယ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မနေ့အစောကြီးမှာအင်္ဂလိပ်အလံကိုထီးထီးချင်းချပြီးမြန်မာနိုင်ငံတော်အလံကိုလွှင့်ထူလိုက်တယ်လူတွေဝမ်းတာလို့ကခုန်ကြပြီမဲ့အဲ့ဒီဝမ်းတာမှုထဲမှာဝမ်းနေမှုတွေရောညံ့နေခဲ့တာပေါ့ဦးနူအစိုးရလက်ထက်မှာတိုင်းပြည်ကိုဒီမိုကရေစီနည်းတကျတီဆောက်ဖို့ကြိုးစားခဲ့ကြတယ်ဦးနူကတော့တရားဘာဝနာကိုမွေ့လော်တဲ့သူစကားပြောကောင်းတဲ့သူပေါ့ဗျာဒါပေမဲ့ကန်ဆိုးချင်တော့လွတ်လပ်ရေးရပြီးမကြခင်မှာပဲတောထဲကလက်နက်ကိုင်အဖွဲ့တွေဝါဒရေးရမတူညီတဲ့သူတွေကြအစိုးရကိုပြန်တိုက်ကြတယ်မြို့ကြီးတွေကိုတင်းပိုက်လာလို့ဦးနုအစိုးရဟာရန်ကုန်မြို့လဲထဲမှာပဲပိတ်မိနေတဲ့အထိအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်နီးကုန်းမချုပ်သေးတဲ့ပုံပြီးအဲ့ဒီခေတ်ကမြန်မာပြည်ဟာပန်းချင်းနဲ့လမ်းကိုလှောက်လျှောက်ခဲ့ရတာမဟုတ်ဘူးလားလွတ်လပ်ရေးရတဲ့ချင်းပဲခေါင်းဆောင်ကိုဆုံးရှုံးရတယ်ပြီးတော့ပြည်တွင်းစစ်မိကစတောက်တယ်ဒါပေမဲ့အဲ့ဒီခေတ်ကလူတွေကစာတင်ကျောင်းတွေပြန်ဖွင့်တယ်တက်ကတိုတွေကိုအားကိုးတယ်ကမ္ဘာအလဲမှာမြန်မာဆိုတာကိုဂုံယူဝင့်ကြွားစွာပြသနိုင်ဖို့ဦးနူနဲ့အဖွဲ့ကအတက်နိုင်ဆုံးကြိုးစားခဲ့ကြတာပေါ့ဒါဟာကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးအလွန်ပထမအခန်းကဏ္ဍပဲဗျာအစကောင်းပေမဲ့အနှောင့်အယှက်တွေများခဲ့တဲ့ပုံမြင်တစ်ပုဒ်ပေါ့